2026 ခုနှစ်မတ်လ21ရက်နေ့အင်္ဂါသားသမီးများအတွက်တနေ့တာဟောစတန်ဖြစ်ပါတယ်အင်္ဂါသားသမီးများအတွက်ဒီနေ့မှာလူမျိုးခြားဘာသာခြားတွေရှိကနေပြီးထူးထူးခြားခြားအကူအညီကောင်းတွေအထောက်ပံ့ကောင်းတွေရရှိတဲ့ရွှေလက်ဝဲရတနာများနဲ့ပတ်သက်ပြီးတော့လည်းအင်္ဂါသားသမီးများအတွက်ဒီနေ့မှာအတ္တိပစ္စည်းအတွက်တွေကိုစိတ်ရှုပ်ရတာစိတ်ညစ်ရတာစိတ်တော့ကဖြစ်เสียများနဲ့လည်းကြုံရတဲ့သူတစ်ပါးကဒီနေ့မှာကိုယ့်ပေါ်မှာကြောက်တွန်းတာကြောက်ချတာအထင်လွဲအဆွဆွဲတွေလည်းဒီနေ့မှာကြုံရတဲ့သတိထားနော်ကျမ်းမာရေးအနေနဲ့လည်းခြေထောက်တစ်ဖက်မှာထိမိတာခိုက်မိတာထိခိုက်တရားဆူသူမျိုးတွေရတဲ့အခြေအေးမှာလည်းချစ်သူစီကနေပြီးတော့သတင်းကောင်းတွေကြားရတဲ့အိမ်တော်ရေးမှာတော့ဒီနေ့မှာစိတ်ချမ်းသာစရာများနဲ့ကြုံရတဲ့အကျိုးပေးတဲ့ကဏ္ဍကတော့တစ်နဲ့ခွန်ဖြစ်ပြီးတော့အကျိုးပေးတဲ့အရောင်မှာအဖြူရောင်နဲ့ငွေရောင်ပဲဖြစ်ပါတယ်ရရအနေနဲ့မိမိအိမ်ရှိဖျားမှာလက်ဖက်တော့ကလူပေးရမှာဖြစ်ပါတယ်ရှင်